ဒါကကဘာပေါ်မှာအပွင့်လင်းဆုံးနိုင်ငံမှာပြောပြရင်တင်ယုံကြည်မှယုံလိမ့်မယ်ဒီမှာလူတစ်ယောက်ဟာပြင်းပြအားဖြင့်ရီစာ15ယောက်လောက်ထားတတ်ကြတယ်46ရာခိုင်နှုန်းသောလူတွေကကပြားတွေဖြစ်ကြပါတယ်အဲ့ဒါကတော့ဘရာဇီးနိုင်ငံမှာပဲစိတ်အားထက်သန်ပြီးပွင့်လင်းတဲ့လူမျိုးစုံလင်းတဲ့နိုင်ငံတစ်ခုပါဘရာဇီးလမ်းမတွေပေါ်မှာလမ်းလျှောက်သွားရင်သွေးနှောကပြားမိမလာလေးတွေကိုကြည့်တွေ့ရပါလိမ့်မယ်သူတို့တွေကနိုင်ငံတစ်ခုတည်းပေါင်းဆက်ထားတဲ့သွေးနှောတွေမဟုတ်ကြပါဘူးအများစုကလူမျိုးစုနှစ်ခုထက်မကပါဝင်နေတဲ့သွေးနှောတွေပါပြင်ပရုပ်သွင်းတဲ့လက္ခဏာကိုကြည့်ပြီးဘရာဇီးလူမျိုးစစ်ဆိုတာကိုသတ်မှတ်ဖို့အရင်ခက်ခဲပါတယ်။သွေးနှောဖစ်တီမှုကပဲသူတို့ရဲ့အမျိုးသားရေးလက္ခဏာတရက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မလို့ဘရာဇီးနိုင်ငံကိုလူမျိုးပေါင်းစုံအရေးပြောကြောက်ပေါင်းဆက်သွားတဲ့နေရာကြီးတစ်ခုလို့တင်စားခေါ်ပေါ်ကြပါတယ်။ဘရာဇီးနိုင်ငံဟာလူမျိုးနွယ်သွေးနှိုးမှုတွေစုံလင်ယုံလာမကတဘာဝတယံစားတွေလည်းအတော်လေးပေါ်ကျွေပါတယ်။ကော်ဖီနဲ့ပဲပိစပ်ထုတ်လုပ်မှုကကမ္ဘာနံပါတ်1နေရာမှာအခိုင်အမာရပ်တည်နေပါတယ်။ပန်းရိုင်းထုတ်လုပ်မှုကကမ္ဘာနံပါတ်2ပါ။ရေအားလျက်စစ်ရေနဲ့ရွှေစားတဲ့တယံစားတွေလည်းအလွန်ပေါ်များပါတယ်။လူတူးချင်းစီကစိုက်ပျိုးမြေ area ကကျွန်တော်တို့နိုင်ငံထက်6ဆကျော်တောင်ပိုများပါတယ်။စိုက်ပျိုးရေးထွက်ကုန်စုစုပေါင်းတန်ကျင်300ကျော်အထိရှိလို့ကမ္ဘာစပါးကြီးလိုတောင်တင်စားခိုင်းရပါတယ်။ဒါပြင်ဒီလောက်ကောင်းမွန်တဲ့တယံစားတွေကိုအပြည့်အဝအသုံးမချနိုင်ခဲ့ပါဘူး။စန့်ကျင်ဖက်အနေနဲ့မူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုတွေကနေပေါက်ဖွာလာတဲ့လူမိုက်ကိုင်းတွေရဲ့အကြမ်းဖက်မှုတွေကြောင့်ကမ္ဘာပေါ်မှာအန်ဒီရဲ့အများဆုံးနိုင်ငံတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါတောင်မှနှစ်စဉ်ကမ္ဘာလက်ခရီးတွေမရေမသွတ်နိုင်အောင်ဘရာဇီးကိုလာရောက်လဲပတ်နေကြစေပါ။ဘာလို့လဲဆိုတော့ဒီမှာတဘာဝအန်တွေရှုခင်းတွေနဲ့ထူးခြားတဲ့ယဉ်ကျေးမှုပွဲတော်တွေအများကြီးရှိနေလို့ပါပဲ။အဲ့ဒီထဲမှာအကျော်ကြားဆုံးကတော့ရီယိုဒီဂျနေရိုမြို့ကကာနီဘယ်ပွဲတော်ကြီးပဲဖြစ်ပါတယ်။နှစ်စဉ်ပြည်တွင်းပြည်ပခရီးသွားတန်းပေါင်းများစွာကိုဆွဲဆောင်နိုင်ပြီးကမ္ဘာပေါ်မှာလူတွေကိုအဆွဲဆောင်နိုင်ဆုံးပွဲတော်ကြီးအဖြစ်သတ်မှတ်ခံထားပါတယ်။ဒါအပြင်ဘရာဇီးဟာတကမ္ဘာလုံးကအတိအမဲ့ဖြူထားတဲ့ဘောလုံးဘီရဲ့နိုင်ငံတော်လည်းဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်ဘယ်ပြိုင်ပွဲကိုမှမလွတ်တမ်းဝင်ရောက်ရင်ပြိုင်နိုင်ခဲ့တဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ပြီးတော့ကမ္ဘာဖလားကို9ချိန်တိုင်စကူးနိုင်ခဲ့ပါတယ်။ဒါကတော့ဘရာဇီးပါပဲ။ဆွဲဆောင်မှုလည်းရှိသလိုအန်ဒီလည်းများတဲ့စန့်ကျင်ဘက်အရာတွေပြည့်နှက်ထားတဲ့နိုင်ငံတစ်ခုပါ။အိမ်ပြင်ထွက်စရာမလိုပဲကမ္ဘာကြီးကိုလေ့လာဖို့ကျွန်တော်ကို follow လုပ်ထားလိုက်ပါ။